ဘောလုံးအားကစားကိုချစ်ခင်နေတဲ့ကြတဲ့ချစ်ညီကိုများအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးသွားမှာလေးကတော့မောင်းဘောလုံးကိုမောင်းရိုက်တဲ့ခါမှာများလေးပေါအောင်လို့ဘယ်လိုရွေးချယ်ရမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်မောင်းပေါအောင်ရိုက်နည်းလေးကိုကျွန်တော်အနေနဲ့မမျှဝေပေးခင်ချစ်ညီကိုများအနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လေးဥစားပထမလေးလုပ်ပေးခဲ့ပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတည်တင်ထိုက်တာလေးတွေကိုပုံမှန်တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ခင်ဗျာ။ကဲပါဒါဆိုရင်မောင်းဘလို့အောင်ရိုက်မလဲဆိုတာလေးကိုစတင်လိုက်ကြပါစို့ဗျာ။နံပါတ်1စီမင်းကတော့မောင်းရွေးတဲ့ခါမှာအသင်းတွေအများကြီးမရွေးပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အသင်းများရွေးလို့ရှိရင်အောင်နိုင်ခြေကရာခိုင်နှုန်းကနည်းလို့ဖြစ်ပါတယ်။ဥပမာကျွန်တော်တို့မောင်းစာရွက်မှာဆိုလို့ရှိရင်တချို့ဆိုရင်17သင်းလောက်ထိကိုရွေးလို့ရတာတွေရှိပါတယ်။အနည်းဆုံး3သင်း4သင်းကနေစပြီးတော့အသင်း17သင်းထိရွေးလို့ရတဲ့အတွက်ကြောင့်မလို့တချို့ဆိုလို့ရှိရင်ဇာတိုးနဲ့တွက်ပြီးတော့ဒီ17သင်းမောင်းကြီးတာအောင်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမယ်ဆိုပြီးတော့17သင်းရသလောက်ရေအတွက်ကိုရွေးကြပါတယ်အဲ့ဒီနီလန်ဟာမားတယ်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့17သင်းလုံးကိုခံမှန်းတဲ့အခါမှာလူ100မှာ1ယောက်တောင်မှမှန်ကန်တဲ့လူဆိုတာတော်တော်ကြီးကိုရှားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အတွေ့အကြုံရပြောရမယ်ဆိုလို့ရှိရင်အဲ့လို17သင်းမောင်းလုံးအောင်ဘူးတာဆိုလို့ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးမှာတစ်ခါလူ1ယောက်ပဲကြောက်ဦးပါတယ်။အဲ့လူကတော့သူ17သင်းမောင်းကိုဘောလုံးကြောင်းကောင်းမသိပဲနဲ့ရမ်းရွေးလိုက်တဲ့ခါမှာကန်စာတာတွေတက်ပြီးတော့အကျွတ်အောင်သွားတာကိုမြင်မှုပါတယ်။အဲဒါကြောင့်မို့လို့နံပါတ်1စီမင်းအနေနဲ့ကတော့အသင်းများရွေးခြင်းကိုရှောင်ပြီးတော့အကောင်းဆုံးကတော့3သင်း4သင်းလောက်ပဲကိုယ်စိတ်ကြိုက်ရွေးတာအကောင်းဆုံးပဲဖြစ်ပါတယ်။3သင်း4သင်းကိုရွေးတဲ့ခါမှာလဲကျွန်တော်တို့အခုထိပ်သီးလိဂ်5ခုရှိပါတယ်။ပရီးမီးယားလိဂ် Serie A လာလီဂါ ဘွန်ဒလီဂါပြင်သစ်လိတို့ဖြစ်ပြီးတော့အဲ့ဒီလိတွေကနေမှကိုအကြိုက်ဆုံးအသင်း2သင်းလောက်ကိုရွေးပြီးတော့အဲ့ထဲကနေမှကိုအကြိုက်ဆုံး4သင်းလောက်ကိုရွေးပြီးလောင်းတာကအောင်နိုင်ခြင်းအများဆုံးပဲဖြစ်ပါတယ်ကျွန်တော်ဆိုလိုတာကပရီးမီးယားလိမှာအကြိုက်ဆုံး2သင်း Serie A မှာ2သင်းဘွန်ဒလီဂါမှာ2သင်းလာလီဂါမှာ2သင်းပြင်သစ်မှာ2သင်းအဲ့ဒီ10သင်းထဲကနေမှကိုအကြိုက်ဆုံး4သင်းကို selection ရွေးထုတ်ပြီးလောင်းခိုင်းတာပဲဖြစ်ပါတယ်နံပါတ်1စီမင်းကတော့မောင်းအောင်ကျင်တယ်ဆိုလို့ရှိရင်အသင်းဆွဲနဲ့ဘယ်တော့မှမရိုက်ပါနဲ့ကျွန်တော်တို့အားပေးတဲ့အသင်းတွေဥပမာမန်ယူချယ်ဆီလီဗာပူးအာဆင်နယ်မန်စီးတီးအဲ့လိုအသင်းဆွဲတွေနဲ့အားပေးတာမောင်းစော့တာဟာဆိုလို့ရှိရင်ကြာရှုံးနိုင်ခြေအများကြီးရှိပါတယ်ကျွန်တော်အတီးတယောက်ဆိုလို့ရှိရင်ဒေးဗစ်မိုရက်မန်ယူကိုကင်တော့ကမန်ယူနောက်တစ်ပွဲလာမယ်ဆိုပြီးဇာရိုးတွေနဲ့လောင်းလိုက်တာရာသီကုန်မှာဒေးဗစ်မိုရက်လည်းအထုတ်ခံရတယ်သူလည်းသိန်းကိုရာကျော်အကျွေးတွေဆက်လိုက်ရတဲ့ဥပမာကိုကျွန်တော်အနေနဲ့ကိုယ်တိုင်သိရှိခဲ့လို့လည်းဖြစ်ပါတယ်နံပါတ်3စီးမြင့်ကတော့ပေါက်ကြေးဖောက်လို့ရှိရင်ဒိုင်ဘက်ကပဲအမြဲနေပါဆိုတဲ့စီးမြင့်ပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့အသင်းကြီးနဲ့အသင်းသေးတွေ့တယ်ထားပါတော့ဥပမာမန်ယူနဲ့ပဲလေးနဲ့တွေ့တယ်မန်ယူက level 30လောက်ပဲခြေပေါက်နေတယ်ဆိုလို့ရှိရင်ဒါဟာတန်တရားဖြစ်เสียခြေပဲဖြစ်ပါတယ်ကျွန်တော်ဆိုလိုချင်တဲ့သဘောကခြေကိုကြည့်ပြီးတော့ကိုကဒိုင်ဘက်ထဲကနေဖို့စဉ်းစားပြီးတော့စော့ဖို့ပဲဖြစ်ပါတယ်ဘာဖြစ်လို့အဲ့ဒါလိုပြောရတာလဲဆိုတော့ကျွန်တော်တို့ဘောလုံးပွဲကြီးတွေကိုဖောက်တဲ့အာဆီယံပိုကီဆိုတဲ့တကယ်ကဘာနဲ့ချီတဲ့ website ကြီးဟာသူတို့ဟာထိုးသားတွေရဲ့ psychology တွေတွက်ကိန်းတွေအကုန်လုံးကိုတွက်ပြီးမှပေါက်ကြီးဖောက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နံပါတ်4စီးမြင်းလေးကတော့ကျွန်တော်တို့လီတိုင်းမှာကျွေကောင်လို့ခေါ်တဲ့အသင်းတစ်သင်းကတော့အမြဲတမ်းထွက်ပေါ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဥပမာပြောရမယ်ဆိုလို့ရှိရင်ပရီးမီးယားလိမှာဆိုလို့ရှိရင် Brighton Newcastle Villaအဲ့လိုမျိုးအသင်းတွေကျွေအောင်နေဆိုတာကဥပမာ3ပွဲဆက်တိုက်4ပွဲဆက်တိုက်အသင်းကြီးတွေကိုရှင်ကစားနိုင်တယ်ခြေစွမ်းမှန်နဲ့ထိန်းနိုင်တဲ့အသင်းမျိုးကိုကမောင်းစောတဲ့ခါမျိုးမှာဦးစားပေးပြီးတော့လောင်းဖို့လို့အရေးကြီးပါတယ်
ချင်းညီကိုရိုးအနေနဲ့လီတိုင်းမှာအဲ့လိုမျိုးကျွေးကောင်းအသင်းလေးတွေကိုရှာနိုင်ပြီးတော့မောင်းစော့နိုင်တယ်ဆိုလို့ရှိရင်မောင်းအောင်နိုင်ကြီးရခိုင်နှုန်းကတော်တော်လေးကိုများသွားမှာပဲဖြစ်ပါတယ်နံပါတ်5စီးမြင့်လေးကတော့ကိုရွေးလိုက်တဲ့အသင်းရဲ့နောက်တစ်ပတ်မှာကမ်းမဲ့အသင်းကိုကြည့်ပြီးမှစော့ဖို့ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့အနေနဲ့ဥပမာနောက်တစ်ပတ်မှာဆိုလို့ရှိရင်အသင်းကြီးချင်းတွေ့မယ်ဆိုလို့ရှိရင်ဥပမာဒီတစ်ပတ်မှာကမ်းမဲ့အသင်းသေးဒါမှမဟုတ်အသင်းလက်နဲ့တွေ့တဲ့အခါမျိုးမှာသူတို့အနေနဲ့တန်ရန်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဓိကကစားသမားတချို့ကိုလူချန်တာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်ဒါလေးကတော့ဘောလုံးမောင်းကိုဆော့လို့ရှိရင်အောင်များစေမယ်အပေါင်များစေမယ်နီလန်းလေး၅ခုပဲဖြစ်ပါတယ်ချင်းကြီးကိုရိုအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးကြလို့ရပါတယ်ချင်းကြီးကိုရိုအနေနဲ့လည်းမောင်းရိုက်တဲ့ခါမှာဘလို့နီလန်းတွေတုံးနေလဲဘလို့နီလန်းတွေကပို့ပြီးတော့အောင်မြင်နေလဲဆိုတာတွေကိုကိုယ်တွေလေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment box လေးမှာဝင်ရောက်ဆွေးနွေးအကြံပြုပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်လည်းချင်းကြီးကိုများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအားလုံးအောင်မြင်ကြပါစေ